skin ကလုံးဝ glow ပြီးတော့ပြောင်းတင်းနေရတယ်ကျန်လိုမျိုး glow ချင်တယ်ဆိုလို့ရှိရင်ကျန်သုံးတဲ့ဟာတွေလိုက်သုံးကြည့် vlog ကမြိုက်တာကြာရှက်ကိုရှက်ခန်းဖြစ်နေအားလုံးပဲမင်္ဂလာပါကျန်ဒီနေ့ morning skincare routine sharing လုပ်သွားပြမှာဖြစ်ပါတယ်ကျန်အခုနိုးနိုးချင်းမျက်နှာတော့မတက်ရသေးဘူးเนาะအဲ့တော့ကျန်မျက်နှာတက်ဖို့အတွက်ကို Ostia ထုတ်ထားတဲ့ Sika skin cleansing foam လေးသုံးပြီးတော့တက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျန်မျက်နှာတက်ပြီးတော့ရှင်းပြန်လိုက်ခဲ့ပါမယ်မျက်နှာတက်ပြီးတော့ပါပြီမျက်နှာတက်ပြီးတော့ရှင်း tissue နဲ့ပဲတုပ်တာဘာလို့လဲဆိုတော့တာဝယ်ရီနဲ့တုံးလို့ရှရင်တာဝယ်ရီမှာဖုံမုတ်ကြီးမုံတွေကကန့်နေတာကြောင့်ကိုယ့်ရဲ့မျက်နှာကိုပိုးတွေဘက်တီးရီးယားပြန်ရုပ်ဝင်စေရဲအဲ့အတွက်ကြောင့် tissue နဲ့ပဲတုံးပါအခုကတော့တိုနာလိမ့်မယ်တိုနာကကြတော့ဂျန် rice ceramide toner Lucky Cosmetics ကထုတ်ထားတဲ့ဟာတုံးတယ်အဲ့တုံးတာတော်တော်ကောင်းတာသိလားဒီတဝက်လောက်ကျိုးနေပြီဂျန်ဒီဟာအတွက် review ကိုလေတက်ကလေးပေးထားတဲ့ video လေးအားတင်ပေးမယ်တော်တော်လေးကောင်းတယ်သူကဆန်နဲ့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဆန်မှာ ceramide ပါရယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့မျက်နှာအသားရည်ကိုတင်းတင်းရင်းရင်းဖြစ်စေရယ်ပြီးတော့ texture ကဒီလိုမျိုးမပြစ်မကျဲလေးလိမ့်လိုက်တဲ့အခါကျလို့ရှိရင်မျက်နှာပေါ်မှာအဆိုးတော်လွာလေးကျန်တဲ့ကြည်နေဝင်ရတယ်အဲ့အရန်သဘောကျနေအခုဝက်ချက်အစီဘူးရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒါလေးကတော်တော်လေးဟိုမှာအဆင်ပြေတဲ့ဟာလေးဆိုတော့ must have เนาะပြီးတော့ရင်တော့ eye cream မှာ eye cream ကတော့ဒါ Kissera ရဲ့လည်းမသိဘူးဘယ်ကလည်းမသိဘူး eye cream တွေ့လို့ဝယ်တာနဲ့မသုံးခဲ့တာကြာတော့သုံးလိုက်တာပေါ့နော် skin care ကတော့ကောင်းပါတယ်ဒါပေမဲ့အရန်ကြိုက်တာဆိုတော့အရန်တော့ကြိုက်တယ်မှာမပါဘူးအဲ့တော့သုံးချင်နေ recommend တော့မပေးဘူးဒါပေမဲ့ skin care ကတော့ဘာပဲဖြစ်သူ့ effect နဲ့သူရှိရပါပဲဒါလေးကလည်း8000ကျော်လား9000အဲ့လောက်လေးပဲဆိုတော့သူ့ဈေးနဲ့သူ့ effect ကတော့တန်တာပေါ့နော်မျက်နှာနူစေမဲ့ MLM brand မျိုးမဟုတ်ရင်ပြီးတာပဲလေဒါလည်း Korea brand ပဲဆိုတော့သုံးပါတယ်ပြီးတော့ရင်တော့ serum ဟိုးအရင်နေကတအားကြိုက်ခဲ့ရတဲ့ Ostia ရဲ့ serum သုံးမယ် Oh my god လုံးဝလေမျက်နှာပေါ်တင်လိုက်တာနဲ့စိုးဣပြီးတော့ jelly တုံးလေးကန်ရသလိုမျိုး feeling မျိုးရစေမှာအဲ့ဒါလေးလိမ့်မယ်ဒီ Ostia ရဲ့ series က watch channel အတွက်ကောင်းတယ်ပြီးအစီဘူးအစီခဲ့အစီအရန်ပြန်နေတဲ့သူတွေ pH balance မများတဲ့သူတွေအတွက်ဆိုဒါအရန်ကောင်းတယ်ပြီးတော့သူက8 type of hyaluronic acid နဲ့လုပ်ထားဆိုတော့သူကရေဓာတ်လည်းကောင်းဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မျက်နှာကိုအမြဲတမ်းစိုးနေစေရယ်အသားခြောက်တဲ့သူပဲဖြစ်အစီပြန်တဲ့သူပဲဖြစ်ဒါလေးကတော်တော်လေးတော့အဆင်ပြေစေပြီးရင်လိန်ထားသမျှ skin care အကုန်လုံးကို lock လုပ်ပေးဖို့အတွက်ဆို moisturizer အရန်ရေးကြည့်ရနော် moisturizer မသုံးလိုက်လို့ရှိရင်လေအဲ့ဒီဟာရဲ့ဘယ်ကိုအမွှေးပြန်ပြီးတော့ဘယ်ရောက်သွားဘယ်ထွက်ကြသွားမှမသိဘူးကွာသိလားအုပ်ဆောင်မအုပ်ထားတဲ့ထမင်းဝိုင်းလိုပဲရင်ကောင်ကြီးကနားလိုက်ဟိုကလည်းနားလိုက်ဟိုဘက်တီးရီးယားဝင်လိုက်ဒီဘက်တီးရီးယားဝင်လိုက်အဲ့လိုမတန့်ရှင်းနေဘူးကွာအဲ့တော့ moisturizer ရေဓာတ်လည်းဖြည့်ပေးတဲ့နေရာမှာလည်းအရန်အကျိုးပြုသလိုမျိုး lock လုပ်ပေးတဲ့နေရာမှာလည်းအရန်အသုံးဝင်တယ်အဲ့ဒါကြောင့်မလို့ skin care လိမ့်ပြီးတော့ moisturizer မသုံးလို့ရှိရင်လိမ့်ထားရဘာမှမထူးတော့အဲ့ moisturizer သုံးမိတင်ပါတယ်ဒါကတော့ကျန် Fraser ကထွက်တဲ့ဟာလေးသုံးကြည့်နေတာမကြသေးဘူးတော်တော်ကောင်းတာဒီလားသုံးကြည့်ရအောင်နောက်ကျဆိုတော့သူများရဆိုလို့ရှိရင်ဒါ review ပေးရဆိုတာဂျန်အဲ့တော့လေဈေးလေးတန်တယ်ဗောဘလောက်ကောင်းမှလဲဗောဆိုပြီးအထင်မကြီးပဲမသုံးကြည့်ရတယ်အခုသုံးကြည့်တဲ့အချိန်မှာတော်တော်ကောင်းတာငါကြည့်မျက်နှာလုံးဝစိုးပြီးတော့အဲ့လိုမျိုး moisturizing လုပ်ပေးနိုင်တဲ့ moisturizer မျိုးတော်တော်ကောင်းတာတော်တော်ပြောင်ပြီးတော့ဒီအောင်လေးဒီထဲမှာအရန်ကြိုက်နေ morning routine တစ်ခုမှာမပါမဖြစ်သုံးရတာကတော့ sunscreen လိမ့်ကိုလုံးဝမမြင်တော့ sunscreen မလိမ့်လို့ရှိရင်ဒီမျက်နှာအခုအရွယ်မှာမသိတာပဲအသက်ကြီးလာလို့ရှိရင်အမဲဆက်တွေတင်းတိတ်တွေထားရတယ်ဗျပြီးကြတော့မှဒီချမ်းကြီးအမတင်းတိတ်ပျောက်ချင်လို့အမဲဆက်တွေထားရင်ပျောက်ချင်လို့ဆိုဘာမှလုပ်လို့မရတော့ဘူးထပ်မထွက်လာအောင်ကာကွယ်လို့ရမယ်အလုံးစုံ aesthetic တွေသုံးပြီးတော့ကုမယ်ဆိုလို့ရှိရင်တော့မှမှိန်သွားတာလောက်ပဲဖြစ်နိုင်တယ်လုံးဝ natural original အသားရည်ကဘယ်တော့မှပြန်မရတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ဖို့အတွက်ကိုကျွန်တော်အများအား blogger အနေနဲ့တိုက်တွန်းနေတိုက်လို့တာမလုပ်တာတော့ audience ရဲ့သဘောပေါ့နော် skin care လုပ်တာတော့မပြင်းကြနဲ့ aesthetic တွေပဲလည်းအရင်မအားကိုးနဲ့ skin care ကိုဒီရှာလုပ်ကြဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်တွေ့လား skin ကလုံးဝ glow ပြီးတော့ပြောင်းတင်းနေရတယ်အဲ့တော့
ကျန်ရဲ့ morning skincare routine ကတော့ဒီလောက်ပါပဲအဲ့တော့ကျန်လိုမျိုး glow ချင်တယ်ဆိုလို့ရှိရင်တော့ဒီ routine လေးကို try ကြည့်ကြပါဒါမှမဟုတ်လည်းကိုယ်နဲ့တင့်တော်တာ routine လေးကိုအများပုံမှန်လေးလုပ်ပေးကြဖို့အတွက်ကျန်ကအကြံပြုရင်သတိပေးရင်လည်းအကြံရက်တွေမှာအားလုံးပဲအိမ်ထဲအောင်ပြီးတော့ glow နိုင်ကြပါစေလို့ဆုတောင်းမိလိုက်ပါတယ်တတာ